ဒီတကားရဲ့ကနုတ်လက်ရာလေးတော်တော်လာတယ်တစ်သားကရတကားလေးဒါတော့ကြည့်ရတာဘယင်းနေသူတို့နေခဲ့တဲ့ပုံစံမျိုးကိုစောက်ထားလားမသိဘူးကျွန်းအိမ်လေးဒီနေ့အစောအုပ်ပုံစံလေးတွေကြောက်ဘာနဲ့တော့တူလဲဆိုမြန်မာနိုင်ငံမှာဆိုရင်ဒိုင်းနာကျွေးရလေးနဲ့တော့တူတယ်millionaire house လို့ရေးထားတာပဲအိမ်လေးကအပင်ကိုင်းမမြင်အောင်မြန်မာနိုင်ငံမှာဆိုရင်အရင်တော့ရှေးလူကြီးနေခဲ့အိမ်လေးနဲ့တူတယ်။ကျောင်းအိမ်လေးfloating village ဟိုပြရုပ်လေးလောက်ထား